ကျွန်တော်ဒီနေ့မှာဗျာကျွန်တော်မီယာကင်ပြပါလားဆိုတဲ့ညီကိုကျွန်တော်မီယာလေးကင်ပြရဲဗျကျွန်တော်ဒီနေ့မှာအရင်နေ့ကတန်သွင်းမုံနဲ့မတူဘဲနဲ့ဒီနေ့စကားပြောပုံလေးနဲ့ကျွန်တော်စူးစမ်းကြည့်ပါမယ်ဗျကျွန်တော်ကောင်းမကောင်း comment လေးမှာဝင်ပြောခဲ့ပါအောင်ဗျကျွန်တော်အဆင်ပြေမပြေကျွန်တော်ပွဲစားစားခြင်းဗျာဘရူနိုကလာဘရူနိုကင်ပါဘောနော်ဘောလုံးသမားကြီးပေါ့ဘောလုံးသမားဖန်ကွာနဲ့လှမ်းဆွဲတာပေါ့ဗျာလှမ်းဆွဲတော့မိသွားတယ်တက်မလို့ကဖန်ကွာကောက်စားပါရဲ့ဗျာမင်းကဖန်ကွာကောက်စားမှာပေါ့ကျွန်တော်ကောက်စားဘူးအဲ့ဒါနဲ့ဗျာကျွန်တော်ကိုဘက်လီကိုစားရောနော်ဖန်ကွာကျွန်တော်စပူပြီးတော့ခိတ်ပတ်ရှင်နေပေါ့ဗျာနော်ဒီကလေးနဲ့သွားတယ်ပေါ့အဲ့နဲ့ဘီလူကထက်လာဗျာထက်ဆွဲတယ်ထပ်ပြီးစားတယ်ဗျာကျွန်တော်မိသွားတယ်ဗျာဒီခါမှာတန်ကြီးကလာရှုပ်တော့ဗျာအဲ့ဒီတန်ကြီးမှာဆွဲမယ်ဆိုကျွန်တော်ဝင်ဆွဲတယ်ဗျာအဲ့ဖန်ကွာနဲ့စပူပြီးတော့အရန်ကောင်းတယ်ဗျာကျွန်တော်တန်ကြီးမှာဝင်ဆွဲပြီးတော့ဗျာခီလန်းရှင်းတယ်ဗျာတခါတာဝါနှိုက်မှုဆိုနေတယ်ဘရူနိုကလာပြန်နောက်တစ်ခါထက်ကေးတယ်ဗျာကေးလို့တည်သွားတော့ဗျာတာဝါရတာပေါ့ဟုတ်တော့ဒီကင်းရတာဝါရှုမှတ်နိုင်မှာဆိုတော့တာဝါရအောင်ဟိုမှာဘုနော်ပြောနေအောင်ရှိသေးတယ်ဗျာတန်ရလာနောက်တော့တန်ရပါတခါဆက်ဆွဲလာတော့တန်ရပါလာရဘရူနိုကပြေးမယ်တော့ဘရူနိုလိုက်တယ်ဗျာလိုက်တယ်လိုက်တယ်ကျွန်တော်နောက်ကျသွားတယ်ဗျာမန်တိုင်းကုံကတော့ဘရူနိုမမိတော့ဘူးမိရနဲ့မိတဲ့ခီလေးကိုစားတယ်ဗျာခုဖားလာရကျွန်တော်နောက်ရင်ပြန်ဆုပ်တာဘုနော်ရမလားကျွန်တော်ဆွဲလိုက်တယ်ဗျာကျွန်တော်နောက်ပါလာတော့ဗောနော်ကျွန်တော်ပတ်စားဗောနော်ပတ်လေးစားပြောတယ်ဗျာကျွန်တော်တိတ်ပြီးတော့တခါကွတီဖြစ်သွားဗောနော်ကြိုက်တန်ရဆွဲပြီးတာဟုတ်တန်ရရှယ်ကောင်းတော့အဲ့လိုမျိုးတန်တာအမြဲတမ်းပိုင်တော့ဘယ်ကောင်းမလဲနော်ခုခါရထက်လာထပ်ဆွဲတယ်ဗျာဆွဲလို့ကောင်းလားခောက်ဆွဲကြော်စားနေတယ်ဗျာတအီးနဲ့ဆွဲကောင်းလိုက်တာခုနကပဲတမ်းမထွက်သေးလို့မသိပါဘူးနော်တမ်းမထွက်ရင်တော့ကိုရောအီပါပြေးကြပဲကျွန်တော်မန်နိုင်လေးကောင်တော့ကျွန်တော်မန်နိုင်တော့ဖြည့်ပဲနော်ကျွန်တော်လေလန်းကိုပြေးမယ်ပေါ့နော်လေလန်းကခီးလေးချင်းပဲပေါ့အောက်မှာပေတဲ့ဆိုင်တော့ပေတဲ့သွားပဲမှာပေါ့နော်တော်တယ်ဆယ်လီနာကိုကြိတ်ရှင်တာတော့ဆောင်းချောင်းဆယ်လီနာနည်းနည်းလေးဆောင်းနေရအောင်တန်တယ်မခွာရဘူးတက်ခွာလို့ချင်းကိုဆွဲတော့မှလည်းကြောက်တာနော်ပေါ်လမ်းမှာဘရူနိုတောင်းညံ့တယ်ဘရူနိုထပ်သွားမယ်ပေါ့နော်သွားဖန်ဆက်စားပါလာရောဗျာအဲ့ဒါနော်ဘရူနိုတက်ရပြေးနေတယ်ကျွန်တော်အောက်လမ်းသွားမှာဗျာအလေလမ်းမှာပေတယ်လေးဖြစ်နေကျွန်တော်သွားလိုက်တော့မမိလိုက်ဘူးဗျစဖန်ကကြိတ်သွားအဲ့ဒါကျွန်တော်လေလမ်းတာဝါလေးဆွဲပဲဆိုကျွန်တော်ဆွဲရောဗျာဆွဲနဲ့ပါလာတယ်ဗျာတာဝါလေးပါလာကူဖာကြီးကပါလာတယ်တော့နောက်ပြန်ပြောအောက်လမ်းမှာဟိုတားမှုကပေဆိုင်ညာဟုတ်တားမှုဆွဲတယ်ဗျာတားမှုပါမလားဆိုအဆန်းဝင်ကျုံသွားဗျာခက်တာနဲ့ကျွန်တော်နောက်ပြန်ဆွဲတော့မှာပေါ့ဗျာအလေလမ်းကိုသွားမယ်ဆိုကျွန်တော်ထွက်သွားရောဗျာဆယ်လီနာလို့ရှိရအောင်ဆယ်လီနာလို့သွားတက်မှာပေါ့ခက်တာကူဖာလှုပ်ပေးတယ်ဗျာစိန်နာကျွန်တော်ကြိတ်ပါကျွန်တော်တည်သွားပြီပေါ့နော်တည်သွားတဲ့ခါကျွန်တော်လေလမ်းမှာစိန်နာမကြည့်ဝဲဆိုရင်ကျွန်တော်စိန်နာကိုသွားဖို့ဆိုရင်မမီလိုက်ဘူးဗျာကျွန်တော်ပေါ်လမ်းဝင်နေဗျဘရူနိုလိုရှိရတယ်ဘရူနိုကတာဝါရှိုးနာဘူးဘရူနိုဆွဲမှုတွေဝင်လိုက်တာဗျာဘရူနိုကကိုယ့်တက်ကောင်းတာကန်ကောင်းတာဗျာကျွန်တော်တမိတ်ကသူ့တက်ထွက်နေလို့စော်သေးရပေါ့နော်ဆိုရင်ကျွန်တော်ပါဆွဲသွားမှာဟုတ်ကောဟိုကဘယ်ချိန်နဲ့ကျွန်တော်မကျင်တဲ့ချက်တွေနဲ့ဆွဲကျင်တယ်မသိဘူးနော်ကျွန်တော်လေလန်းခုဖာကိုပြန်သွားဖြုတ်မှာပေါ့နော်ဆယ်လီနာနဲ့ခုဖာဆယ်လီနာမကျင်တဲ့ဘူးဆိုခုဖာကတော့ပါလာတယ်ဗျာဆွဲရင်နဲ့အခါအေးမွန်ချမယ်ဆိုရောအေးမကိုကြိတ်ပါနောက်တစ်ခါနှစ်ခါရှိပါပဲတေးပါနော်ဖန်ကိုတောက်ကူမယ်ဆိုဖန်ကတိတ်ပါခင်ဗျာဘေးနားမှာပတ်စားနေအေးမွန်ကြိတ်တာပေါ့ဆွဲတာပေါ့ကူဖာနောက်ကိုလိုင်းနေမမီတော့လို့ဗျအဲ့ဒါကျွန်တော်လေလန်းမှာသွားပြီးလိမ့်ရှင်းလိုက်တယ်ဗျကူဖာရုပ်ကြိတ်မှုဆိုပြီးတော့ကူဖာခက်တာနောက်ရင်ပြန်ပြီးသွားနဲ့အာလူဝက်ကလော့ကင်းနဲ့တောက်ကူမှုဆိုပြီးတော့အလေလန်းမှာလိမ့်သွားရှင်းမယ်တာဝါတောက်ကူမယ်ဆိုထွက်တာပေါ့နော်အဲ့မှာတန်ရလာတော့နောက်ရင်ပြန်ဆုတ်တာပေါ့တားမိုးလေးပဲတဲ့ဆိုင်နဲ့တားမိုးဝင်ဆွဲလိုက်တာပဲကျွန်တော်ကျွန်တော်ရပါအဲ့တော့ဒီလောက်ပါပဲဗျကျွန်တော်အားပေးတဲ့ကျေးဇူးပါဗျကျွန်တော်ဒီနေ့အဆန်းလုပ်ကြည့်ရကျွန်တော် comment လေးမှာဝင်ရေးခဲ့ပါ